တော့ကြည့်အောင်မင်းတို့ညင်းအောင်ဒီချိန်မှာသူ့ရဲ့ဒါလိုက်ပြီးတော့ဒါနောက်ရှာတော့မဲ့ချိန်ကိုရောက်နေခဲ့ပြီအဲ့တော့သူတောက်လျှောက်လိုက်ပြီးတော့အောင်နေလိုက်နောက်တော့မင်းတောက်လျှောက်လိုက် rush ကိုကြိုးစားနေနေတာနော်မီလန်ရန်ကြီး mission တွေပေါ်နေလို့မရအောင်အဲ့တော့ retreat တစ်ချက်တော့ပြန်ပြီးကြည့်ရမှာကန်အေးဟေးဟိုးကနေဟန်ရအောင်ပြန်ပြီးယူရမယ်တော့ကေဘိန်းကြားထဲမှာကန်ဟိုမှာတပြည့်ယူကြိုးစားနေဆိုကန်လုံးဝမသိသေးဘူးဒီနောက်ကနေ badges ပြန်ပြီးထိုးပေးထားတယ်ဗျမရသေးဘူးဆိုမှ stay တောက်လျှောက်ကိုဒီမိုးတွေပို့စီပြန်တော့ထောက်မှာ scan နဲ့ lina ပြန်ပြီး trade ထားပါသေးတယ်တင်းတင်းနဲ့တွေ့ရတဲ့ပွဲတစ်ခုကတော့ငယ်ဝဲမြိုင်ဆိုင်တကယ်ဆို ace score 3-1ထပ်ပြီးကြီးကိုကြိုးစားနေရတော့မရအောင်ထွက်ကနေပြီး dimension ထပ်ပြီးဆင်းလာဖို့ကြိုးစား oh my ace စပြီးပေးလိုက်ရဆို stick ကတော့ allergy ကျန်နေသေးတယ်ဗျဘက်ကနေရင်းရတယ်ရှိနေဆိုဒီရဲ့ final ကမရှိတော့ဆို way of dragon damage ထားတယ်မဒီပြန်ပြီးကြာဆုံးနေခဲ့တယ်နောက်ထပ်တက်ပြီးရှိနေတဲ့ Naomi နဲ့ Dukan over ဆက်လက်စားသုံးဖို့ကြိုးစားနေခဲ့ရင်းနဲ့ပဲကန်အော် unity နဲ့လွတ်ဖို့သူကြိုးစားခဲ့ပါသေးဒါပေမဲ့အဲ့တော့ dimension လမ်းပြီးတော့ပို့ပေးထားဆိုတော့အရင်ကလို့ပြောနောက်ကနေပြီး tonight form ပြန်ပြီးတော့ပွင့်ပေးထားသေးဆိုဟန်နောက်လျှောက် K-Bane နဲ့ကန်ကိုယူဖို့ကြိုးစားနေဆိုအော်ဟုတ် Justin တကယ်ကိုလာခဲ့ဆို rock point မရခဲ့ပဲဒီနောက်သူပြန်ရခဲ့ပဲတစ်ဖက်မှာလည်းချက်ချင်းဆိုဟန်ကတော့ပြန်ပြီးတော့ forward ကကန်3အရောက်နေခဲ့တယ်ကတော့ဒီ over 2v1 ပြန်ပြီးတော့ကြိုးနေခဲ့ပြီးကန်သေးသွားပြီဆိုတော့တစ်ဖက်ကနေဒီပါထပ်ပြီးတော့ကြားဖို့တေးရတော့ရှိနေခဲ့ပြီဗျာ9k ဆိုပမာဏကတော့အရင်ညာတော့ဟေးဒီကျမှတော့ Naomi ချက်ချင်းဆိုပဲပြန်ပြီးတော့ကိုရောင်ကိုဝိုင်းပြန်ဖို့ကြိုးစားနေဟန်မှာ energy မရှိတော့တော့ပါ Naomi ချက်ချင်းဟန်ကိုပြန်ပြီးတော့စားသုံးနိုင်ခဲ့တယ်ဗျာ straight ကကျွန်တော်တို့ဒီ web match 1ပွဲစဉ်မှာတကယ်ကိုပြန်ချက်ဖို့တပြည့်ပြင်းတက်နေခဲ့ဗျာဒီတောက်ချောက်ကိုပွဲပြီးသားသေးဆိုရင်ပဲ airboat တမန်တာဆို ground လေးနဲ့ပဲတပြည့်ခဲထားတယ်ပဲ stick ဒါပေမဲ့လွတ်ပါမလားဒီ damage ကြားထဲမှာတော့ပြန်ပြီးတော့ကြာသွားခဲ့ဗျာတော့လည်း in တောက်ချောက်ကိုပြန်ဒီနားလည်းထပ်ပြီးတော့ down နေခဲ့သလို 2v3 လောက်ဖြစ်နေတဲ့ဒီနေရာပဒယ်လေးတစ်ခုမှာထပ်ပြီးတော့ YG ဘယ်နဲ့တက်ဆိုင်မှုတော့လွယ်တော့မလွယ်နေသေးဘူးဗျာဒါပေမဲ့ပြန်ပြီးတော့ထားလိုက်ဒီလိုမှသူတိုင်းမျိုးပြတ်နိုင်ပါမလားဆိုတော့ crowd ချက်ချင်းပဲတိုင်းမျိုးဆွတ်ပြပြန်တော့ over မှာတော့တောက်ချောက်ပဲရင်းဒီတစ်ခေါက်မှာပြန်ပြီးပေးလိုက်တဲ့ Justin important down နာပါသေးတယ်နောက်ကနေတော့ကန်တောက်ချောက်ကိုစေပေးထားဆိုတော့ blink ရတယ်ဘက်ကနေပြန်ပြီးတော့ဝင်လာဖို့ stay အထဲမှာ၄កောင်3កောင်လောက်ကြားထဲမှာသူတောက်ချောက်ကိုပဲဒီမိုးတွေပို့တယ်ပြန်ပြီးထောင်းဝင်တယ်ပဲလွတ်ဖို့လည်းတော့မရှိတော့ဘူးဗျာဒါတော့ပြန်ပြီးတော့ ace ကိုလိုချင်နေတဲ့ stage ပြန်ပြီးတော့တောင်းသွားခဲ့တော့တောင်းကြပြန်ပြီးလုံးနေတယ်ဆိုရင် ace ကို blink လုံးဝပြန်ပြီးတော့ check ကန်လိုက်နေတယ် ace ကိုပြန်ချသွားတယ် stick ကလုံးဝမတီးဘဲနဲ့ကိုပြန်ပြီးတော့ကန်တော့ stick တော်လေးနေပါသွားနေကြလို့ဒီကျောင်းလေးနဲ့ကန်နေခဲ့လို့တော့ရောက်လာခဲ့ဆိုတော့ Naomi stick ကိုပြန်ပြီးတော့ကြိုးစားနေတယ်လက်ချက်တော့ပြန်ပြီးတော့ချက်သွားခဲ့ရပါဒီကတော့ပြန်ပြီးတော့ပေးရဆိုမှကန်မှာ immortal တော့ကျန်နေသေးတယ်သူရလည်းလုံးဝ lesson ချက်ဆိုတော့ cable လေးနဲ့ပဲတခါလေးဝင်အသိန်းလေးမှာတော့ blink damage နဲ့ပြန်ပြီးတော့ဟိုးနောက်မှာလည်း medium wave ပြအရန်များနေပြီသုံးနားမှာလည်းချင်းချင်းသိမကောင်းတော့ကန်ပြန်ပြီးတော့ပေးလိုက်တယ် Naomi တောက်ချောက်လေးကိုပြန်ပြီးတော့ကာဝေးမရတော့ free wave ကအရန်များနေခဲ့တဲ့နောက်မှာ crystal throne